ဒါစစ်ရှောင်းရဘယ်နှစ်ရက်ရှိပြီတော့ကိုဟောကနေပါဆို4ရက်ကြောင်းဟုတ်တော့တော်တော်လေးတော့ဒီတိုင်းလမ်းဘေးလဲနေရတာဆိုဒုက္ခရောက်တာဗောနော်ဟုတ်ကဲ့ဗျဟုတ်တဲစုဘက်မှာလဲဟိုဘက်လမ်းမှာလဲတွေ့ခဲ့တယ်တော်တော်များများလေဟုတ်ကဲ့ဗျဟုတ်စကိုင်းတိုင်းမုံရွာခရိုင်ဗုဒ္ဓလင်မြို့နယ်ထဲအာနာသိန်းစိုးစုကရာဇန်ပတ်မွေစစ်ကြောင်းထိုးကလူသက်လူရဲ့ဘုံကျဲနေလို့ကျေးရွာ15ရွာကပြည်သူတွေစစ်ပေးရှောင်ထွက်ပြေးနေရတယ်လို့ဒေသခံသတင်းမြစ်တွေကအမတ်ပီကိုပြောပါတယ်။မုံရွာနဲ့ဗုဒ္ဓလင်မြို့နယ်ကြားမှာရှိတဲ့စိုးစုအခြေပြုရာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတွေကထွက်လာတဲ့အင်အား150ခန့်မှာစိုးစုဟာဒီဇင်ဘာ26ရက်ကစလို့ဗုဒ္ဓလင်မြို့နယ်ထဲရာဇန်ပတ်မွေစစ်ကြောင်းထိုးနေရပါဒီ28ဒီပြောမယ်ဆိုစစ်ရှောင်းရတဲ့ဟာကသူတို့စစ်ကြောင်းက26ဝန်းကျင်လောက်ကတည်းကလှုပ်ပြီးတော့ဇီရောဘက်ကိုရောက်နေဆိုတော့ဇီရောလိုပဲတော့ဆော့ဆော့ရှောင်းရတဲ့အနေထားပေါ့နော်ဟိုအဓိကအများကြီးရှောင်းရတာတော့ဒီ28ရက်နေ့မှာတိုက်ပွဲတွေလည်းဖြစ်တဲ့အတွက်ရှောင်းနေကြရတော့ဟုတ်ကဲ့စစ်ကြောင်းကဇီရောကနေပြီးတော့လေဒီမြောက်ကိုထွက်လာတဲ့ခါတော့ရှောင်းရတဲ့ရွာတွေကဇီရောအနောက်ရွာထနောင်းကုန်းရွှေချောင်းလည်းတရဲတူယိုကန်တဲ့တက်ရှိကန်အောင်ချမ်းသာမှန်တော့ညောင်ရိပ်သာညောင်မင်ကန်ကန်တဲ့နောက်ကန်တဲ့ရွာတပြေပင်ရှမ်းတဲနဲ့ထရန်းရွှေတောင်တို့ဖြစ်ပါတယ်အဲ့ဒါဘူးလေမြို့ပေါ်ကလူကြီးတော့မပါသေးဘူးပေါ့နော်ကျွန်တော်တို့ဒါရွာကျေးရွာရှောင်နေတဲ့ပြည်သူတွေပေါ့လူကြီးစုစုပေါင်းကတော့ကျွန်တော်တို့ဒီခမန်းလူကြီး9000လောက်ထိခမှန်းထားပါတယ်ဒါကြေးရွာတွေကရှောင်ရတဲ့လူကြီးပေါ့နော်နောက်ပြီးကျွန်တော်တို့ဘူးလင်မျိုးပေါ်ကနေရှောင်ရတဲ့စစ်ရှောင်တွေလည်းရှိပါတယ်ဒါပေမဲ့လူကြီးခမှန်းဖို့တော့ခက်ခဲတယ်လေမျိုးပေါ်ဆိုတော့တော်တော်များများရှောင်နေရတာဆိုတော့အဲ့ဒီမျိုးပေါ်ရဲ့လူကြီးကတော့ကျွန်တော်တို့ဘူးလင်မျိုးပေါ်ရဲ့လူကြီးကတော့ခံမှန်းရခက်တယ်ဗျအဲ့ဒါတော့ကျွန်တော်တို့မသိရဘူးဖြစ်နေလေရှောင်နေရတာပဲအများကြီးပဲစုစုပေါင်းခမန်းဒီစစ်ဆောင်ရတဲ့ရွာကတော့15ရွာလောက်ကျွန်တော်တို့ဒီကနေပြီးတော့စဉ်းစားလို့ရပါတော့။ကြေးရွာ15ရွာနဲ့ဘူးလင်မြို့ပေါ်ကလူတွေရှောင်နေရတာပါလို့။အဲ့ဒီစိုးစုဟာဗုဒ္ဓလင်နဲ့ဇီတော်ရွာတဲ့အခြေပြုတ်ကအနီးဝန်းကျင်ကကြေးရွာတွေကိုစစ်ကြောင်းထိုးနေပြီးတော့ဒီဇင်ဘာ30ရက်ထိဆက်လက်စစ်ကြောင်းထိုးနေရကြောင်းနာမခနဲ့ဗုဒ္ဓလင်မြို့ကြားကကြေးရွာ1500ခန့်ကထောင်တောင်းချီတဲ့ပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရတာပါ။ဒါအပြင်ဗုဒ္ဓလင်မြို့နယ်အတွင်းမှာရှိတဲ့စိုးစုကလည်းဒီဇင်ဘာ29ရက်ကစလို့တောင်ဘက်ကိုဦးတီကစစ်ကြောင်းထိုးနေပြီးတော့နာမခနဲ့ဗုဒ္ဓလင်မြို့ကြားမှာရှိတဲ့ကြေးရွာတွေကိုနှစ်ဖက်ညက်ပိတ်ဆို့ထားပါတယ်။နာမခကနေဗုဒ္ဓလင်ဘက်စစ်ကြောင်းထိုးလာတဲ့စိုးစုဟာထွက်မပြေးနိုင်တဲ့ပြည်သူတွေကိုတစားကန်လူသားတိုင်းကအဖြစ်ဖမ်းဆီးထားသလိုထနောင်းကုန်းရွာနီးကခီးသွားပြည်သူအမျိုးသမီးတဦးနဲ့ကန်တဲ့ရွာကပြည်သူအမျိုးသမီးကြီးတဦးတို့ကိုတပ်ဖြတ်ခဲ့တယ်လို့သတင်းကြားကြောင်းဒေသခံတဦးကအမတ်ပီကိုပြောပါတယ်ဒေသခံပြည်သူအ ਨੇ စုံ2ယောက်ကိုစိုးစုကတပ်ဖြတ်ခဲ့ပြီးဖြစ်ကတစားကန်ဖမ်းဆီးထားသူတွေလည်းရှိတယ်လို့ဒေသခံတော်လိုင်းတပ်ဖွဲ့ဝင်တဦးကလည်းပြောပါတယ်ဒီဇင်ဘာ30ရက်မှာလဲနမခကတက်လာတဲ့ဂျိုင်းယိုကော်ပရာ3စီးနဲ့ဗုဒ္ဓလင်နဲ့နမခကြားရွာတွေကိုဘုံဘက်ကျဲနေတယ်လို့လည်းဒေသခံတွေကပြောပါတယ်စိုးစုကဒီဇင်ဘာ28ရက်မှာမုံရွာမြို့ပေါ်အတူရောင်ရွေးကောက်ပွဲပြုလုပ်နေချိန်မုံရွာနဲ့ထိစပ်နေတဲ့ဗုဒ္ဓလင်မြို့ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစိုးစုကဘုံကျဲခုခံလို့ခဏသာထိန်းချုပ်နိုင်ခဲ့ပြီးပြန်ဆုတ်ခွာခဲ့ရတယ်လို့ဗုဒ္ဓလင်မြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လိုင်းရဲဘော်တွေကပြောပါတယ်